အားလုံးပဲမင်္ဂလာပါမနေ့ပြန် Sunday ဆိုတော့စွန်လေးလောင်းကျင်တာလို့စွန်လေးလောင်းကျင်လို့ပက်ကလိုင်းလေးချက်မယ်ပက်ကလိုင်းလေးချက်မယ်ဒါကြောင့်ဒီလိုများပေးလိုက်တဲ့ခါကျတော့ကုတူလေးရစားလို့လည်းကောင်းအောင်ပက်ကလိုင်းချက်မယ်နော်ပက်ကလိုင်းချက်တာဘာလို့မလဲဆိုခါကျတော့ဒါကလေးပဲနှုတ်စဘူးတဘူးကိုတနားရီလောက်ရေစိမ်ထားတာပါစိမ်ထားလေးကညစ်လိုက်ရင်ပြီးနေနော်အဲ့လိုမျိုးလေးကြောက်အောင်စိမ်ပါမယ်ပြီးရင်မကြီးကြီးမဲ့လေးဒိုးလုံးလောက်ကိုရေစိမ်ထားမယ်ကျော်ဒါတန်းသလွန်ဒီတင်ထားတာပါဒါအာလူဒီဒါကတော့မြစ်ဖူးလေးတွေအတုံတုံထားတာပါပြီးရခါကျတော့ခရမ်းဒီထည့်မယ်ပေါ့နောက်ပိုင်းကျရင်ရုံးမတွေဒီပါပါမယ်ပြီးရင်နောက်ဆုံးကြလို့ရှိရင်ငွေကြီးကြော်လေးထပ်ပါမယ်မွေးလေးဖြစ်အောင်တော့အရင်ဆုံးဘာလုပ်မလဲဆိုဒီမှာပေါ့နော်ကလေးဘူးရဲ့တိကျဘိုးကောက်ရဲ့ကိုထည့်ထားတယ်ပြီးတော့တည်လိုက်မယ်တည်ပြီးတော့စီတက်မယ်ပေါ့နော်စီလေးနဲ့ထည့်ပါမယ်ပြီးရင်စနေလေးနဲ့ချက်သွန်ထောင်းထားလေးကိုစီတက်ပါမယ်စီကျရင်စလင်းလေးထည့်ပြီးရတယ်ချက်သွန်ထောင်းထားတာကိုစီတက်ပါမယ်ကလေးဘူးရဲ့လည်းတစ်ခါလေးတက်မယ်နော်ကလေးဘူးရဲ့တိကျဘိုးကောက်ရဲ့တစ်ခါလေးစီတက်လိုက်ပါမယ်ဒါလေးစီတက်ရင်လည်းချက်သွန်လေးညိုးပြီးဆိုလို့ရှိရင်ကလေးပဲကိုတက်မယ်နော်ချက်သွန်လေးနိုးမီဆိုခန်းညင်ဒီအနစ်ထည့်လိုက်ပါမယ်အနစ်ခန်းညင်ဒီကအနစ်ထိုးထားတာရှိလို့နော်အနစ်ထိုးထားတာမရှိရင်ခန်းညင်ဒီအလုံးကိုထည့်ပါဒီဘိုးကောက်လေးစီတက်တာအရင်နှံ့လေးမွေးလာပြီဆိုလို့ရှိရင်ကလေးပဲပြုတ်ထားတာကိုထည့်ပြီးစီတက်ပါမယ်သူ့ကိုစီတက်ရင်းနဲ့ကြက်အောင်ခဏပြုတ်လိုက်မယ်ကလေးလေးကိုတစ်ခါလေးဒီကလေးလေးစီတက်တဲ့ခါကျရင်အစိမ့်နှံ့ပြအောင်တက်မယ်နော်မဟုတ်လို့ရှင်ကလေးလေးစိမ့်နှံ့မှာဆိုလို့ပါနည်းနည်းလေးဆက်မပြမှုရင်းနဲ့5မိနစ်လောက်စီတက်မယ်နော်ကလေးလေးအနှံ့ပြောက်ပြီဆိုလို့ရှင်ဒီလေးထည့်လိုက်ပါမယ်ထည့်ပြီးတော့သူခဏပြုတ်မယ်နော်အမြန်လေးယူအောင်လို့စားလေးထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ပဲလေးအရောင်ပြုတ်မယ်နော်ကြီးသီးလေးကိုအနစ်ရေဖြော်ထားပါတယ်အိုးလေးတည်ထားတော့ပေါ့နော်ကလေးလေးကတော့ကြည်တင်းလောက်ကြည်ပါပြီဒီလိုကြည်သွားတဲ့အနေထားလေးမှာမကြီးဘူးဖြော်ထားတာလေးကိုထည့်လိုက်ပါမယ်ဒီလေးစစ်ပြီးတော့နော်ထည့်ပြီးသွားရင်ဗာထည့်မလဲဆိုတော့အန်ဒလုံးဒီထည့်ပါမယ်အာလူဒီထည့်မယ်မြစ်ထည့်ပါမယ်ဒါကမြစ်ရအာလူဒီရတန်းတလုံးဒီရထည့်ပြီးသွားပါပြီတွေ့ကလေးပဲကိုခါရဲချက်ရင်းနဲ့ပေါ့နော်ခရမ်းသီးနဲ့ရုံးမရီသီးနဲ့ကြံပါမယ်ခရမ်းသီးနဲ့ရုံးမရီနဲ့ကြံပါမယ်ခြကန်ဒီလေးမှာထည့်ပါမယ်ဒီဟာအောင်နော်ပြီးတဲ့ခါကျတော့အရေးဒီတိုင်းလေးခဏအရင်တည်ပါမယ်ဒါလေးတွေဤဝအောင်လို့နော်ဤဒါဒီရဲ့အဖုံးအုပ်ထားမယ်ဒီအနေထားလေးတိုင်းကိုဒီရေနဲ့ဒီအဖက်နဲ့ပေါ့နော်အနေထားလေးတိုင်းကိုဆူအောင်တည်ပါမယ်ဤသွားအောင်တပွဲဆူပြီးတရေဆူပြီးနည်းနည်းခန့်ပြီးဆိုမှနောက်တရေကိုလိုတဲ့လောက်ထပ်ထည့်ပါမယ်နော်ကဲနော်ဆူနေပြီဆိုလို့ရှင်ဓာတ်ရှိမုံလေးနဲ့စားလေးနဲ့ခတ်လိုက်ပါမယ်ခတ်မုံလေးပေါ့အခါအရသာလေးအဖက်တွေကိုဝင်အောင်လို့ဒီစီရဲထားဒီဒါလေးကိုဒီရေလေးနဲ့ရောင်ထပ်ပေးပါမယ်ဒါပက်ကလာဟင်းဖြစ်တဲ့ကြောင့်မလို့ပေါ့နော်မဆက်လာပုတ်ဆုံမှမဆက်လာဖြုတ်ထည့်လိုက်ပါမယ်မွေးလေးနေအောင်လို့သူကဟင်းရတာနည်းနေသေးတယ်ထပ်ထည့်မှာပါနေ့ကျရင်စွန်လေးလောင်းမယ်ပေါ့နော်ပက်ကလာဟင်းလေးစီထပ်ပြပါတော့မယ်စီရတော့ကုလိုချင်တဲ့အနေထားဒီအနေထားလေးကိုရပါပြီဒီအနေထားလေးရတဲ့အခါမှာခဏဆူအောင်တည်လိုက်မယ်တည်ပြီးသွားပြီဆိုလို့ရှင်ဆူတာနဲ့ခရမ်းသီးကိုထည့်ပါမယ်ရိုးလေးတည်ထားတော့ခရမ်းသီးလေးကိုလည်းအတုံတုံလေးလွှာထားပါတယ်ရုံးမေးသီးလေးကိုလည်းပပလေးလွှာထားလိုက်တယ်ပေါ့နော်ပြီးရင်ဆူရင်ခက်လိုက်အောင် ready နော်ပြီးခါကျတော့ငရုတ်ဒီအကြော်တောင်လေးတွေကိုလည်းထည့်ပါမယ်မွေးလေးနဲ့ထမင်းမိတ်နဲ့ဟင်းလေးတစ်ခွက်ဖြစ်အောင်ပါ
ဟင်းဝါတော့စုပါပြီလို့အရန်တော့မကြသေးဘူးခရမ်းသီးတွေထည့်လိုက်ပါမယ်ခရမ်းသီးထည့်လိုက်ပါမယ်ပြီးရဲ့ခါကျတော့ငရုတ်သီးအကျော်တောင်လေးတွေကိုလည်းထည့်လိုက်ပါမယ်သူကမင်းလေးနဲ့သူ့ကိုနည်းနည်းလေးခန့်အောင်တည်ထားလိုက်ပါမယ်ပြီးရဲ့ခါကျချန်ဒါအရသာတွေပါမြည်ပါကျမအရသာမြည်ပြီးသွားပါပြီဒါလေးကိုလည်းအခန့်ဒါလေးတစ်ဝက်လောက်ပြအောင်တည်ပါမယ်ချကန်ဒီကြမှာရုံးမေးတီလေးကိုပြစ်ထည့်လိုက်ပါမယ်ပက်ကလာဟင်းကတော့အရန်မွေးပြီးအရန်ကိုကောင်းတော့ပါဒီမှာဒါလေးကဘယ်လိုစားမလဲဆိုပွဲပြင်ပြမယ်ပေါ့နော်ရုံးမေးတီလေးထည့်ပါမယ်တိတ်မကျက်သေးဘူးကောင်းလိုက်တော့နည်းကြအောင်တည်လိုက်ပါအောင်နော်ပဲတည်လိုက်ပါမာလေးနော်ပက်ကလာဟင်းလေးကဲမနေ့ကကြာလို့ရှိရင်ဒါလေးကိုစွန်းလဲလောက်မယ်ပေါ့နော်ပြီးတော့ငါ6လေးကိုငူပြီးလေးနဲ့ကြော်ပါမယ်ပက်ကလာဟင်းလေးရယ်ပြီးတော့ကစုံရွက်နဲ့မူချိုလေးရယ်စားပါမယ်ဒါလေးကိုလိုက်ချက်စားကြည့်ပါလွယ်တယ်နော်ဒါကလေနည်းနည်းလေးအရေးချင်းနေပါသေးတယ်ဒီလိုရိုက်ချိန်ကအရန်ကြာအောင်မှဆိုလို့မလို့စောင့်ပြီးတော့မရိုက်ပြတော့ပါဘူးဒီပဲလေးကိုနည်းနည်းအီအောင်မီးအေးလေးနဲ့တင်လိုက်ပါပဲလေးကြည့်သွားပြီးတော့အနစ်လေးနည်းနည်းပိုပြစ်သွားရင်အရန်ကိုပို့ပြီးတော့စားလို့ကောင်းပါတယ်အားလုံးစင်ကြပါစေကျွန်တော်ဟိုအိုးကိုကောင်းကောင်းနဲ့စီနော်အားရပါရဲ့